ကျွန်တော်အလုတ်ကပြန်တာနောက်ကျသွားတဲ့အဲ့ဒီညကအဖြစ်အပျက်ကိုအခုထိမျက်စိတွေကမထွက်သေးဘူးဗျမြို့ပြင်ကလမ်းဟောင်းအတိုင်းဖြတ်လာရင်းနဲ့တကူလုံးစိတ်ခနဲဖြစ်သွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအယမ်းတိတ်ဆိတ်နေတာခြေတံကလွဲလို့ဘာမှမကြားရဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်နောက်ကနေရှာဆိုတဲ့ခြေတံတစ်ခုထပ်ပါလာတော့ကိုတတိထားမိလိုက်တယ်ကျွန်တော်ရက်လိုက်ရင်အဲ့ဒီခြေတံကရက်သွားတယ်ကျွန်တော်ပြန်လျှောက်ရင်သူကလိုက်လျှောက်တယ်လူပဲနေမှာပါဆိုပြီးကိုအားပေးပေမဲ့ကြော်တဲ့ကစိတ်နေတာတော့အမှန်ပဲအဲ့ဒီအချိန်မှာလမ်းဘေးကရေမြောင်းထဲကနေထူးဆန်းတဲ့အနံ့တစ်ခုရလာတယ်ပုတ်စော့နံ့တာမှအသေးခိုက်မတက်ပဲကျွန်တော်ခြေလမ်းကိုတွတ်လှမ်းရင်းနဲ့ဖုံးထုတ်ပြီးရှေ့ကိုတမီးထိုးလိုက်တဲ့အချိန်မှာလမ်းရှိကတစ်ပင်အောင်မှာလူတစ်ယောက်ရက်နေတာကိုမြင်လိုက်ရတယ်အဲ့ဒီလူကအဖြူရောင်ဝတ်ထားတာခေါင်းကိုငုံထားပြီးကြောပြီးရက်နေတာကျွန်တော်ဖြတ်လျှောက်ဖို့ကြိုးစားပေမဲ့ခြေထောက်တွေကတုံနေပြီကျွန်တော်သူ့နားရောက်ခါနေမှာပဲအဲ့ဒီလူကညီလေးနာယီဘယ်နှနာရီရှိပြီလဲလို့မေးတယ်ကျွန်တော်လည်းကြောက်နဲ့ဖုန်းကိုကြည့်ပြီး12နာရီခွဲပါပြီလို့ပြောလိုက်တာပေါ့အဲ့ဒီမှာတင်သူကဖြီးချင်းလှည့်လာတယ်ဒါပေမဲ့သူ့မှာမျက်နှာမပါဘူးဗျာချုံဝင်နေတဲ့မျက်လုံးအပေါက်ကြီးနှစ်ခုပဲရှိပြီးငါအချင်းရောက်ပြီလို့ပြောပြီးကျွန်တော်ပခုံးကိုလမ်းကင်လိုက်တယ်ကျွန်တော်အော်ပြီးပြေးလာတာအိမ်ရောက်တဲ့အထိပဲနောက်နေ့မနက်အကြီးကိုကြည့်လိုက်တော့ကျွန်တော်ပခုံးပေါ်မှာမဲနဲ့နေတဲ့လက်ဝါးရာကြီးထင်းကျန်နေခဲ့တယ်အဲ့ဒီလမ်းကိုကျွန်တော်နှုတ်ပေးတော့မှတယောက်ထဲမသွားတော့ဘူးတင်ကိုညာဘက်လမ်းရှောင်ရင်နောက်ကခြေတံကြားရင်လှည့်ကြည့်ပါလား